December 6ရက်နေ့ကအေးဆက်တယ်အပြင်မှာလေတွေတဝုံဝုံတိုက်နေတော့မင်းရဲ့အသံတို့လေးကိုငါကြားတယ်ငါရဲ့ကဘာသစ်ထဲရောက်လာတဲ့အချိန်ဟောင်းနွမ်းတဲ့အဝတ်တွေကြားမှာနှွေးနေအောင်ငါတို့ခဏလောက်ငြိမ်သက်နေကြစို့အပြင်မှာနင်းတွေကြနေလောကကြီးကခက်ခဲနေအောင်ပါပင်လေပြင်းလို့ကျဲတယ်လိုင်းတွေကတခါတလေရိုက်ခတ်လိမ့်မယ်မင်းရဲ့ခြေလမ်းလေးတွေမြဲနေပါစေငါရဲ့အသက်ရှူသံတွေကိုတွေးထားပါမယ်ချိန်တွေကသိရွက်တွေလိုကြွေကြတယ်မင်းလဲတနေ့မှအရွယ်ရောက်လာမယ်ဒီဇင်ဘာရဲ့လေအေးတွေတိုက်ခတ်တဲ့အခါငါမြတ်တာကမင်းအတွက်အိမ်ကောင်းမို့ဖြစ်မဲ့သမီးလေးရေလိမ့်မှာ